လာရှိုးမြို့ကို MNDAA ကစစ်ကောင်စီကိုပေးလိုက်တဲ့ပုံမှာကျွန်တော်အနေနဲ့မြင်တာလေးတွေနည်းနည်းပြောပါမယ်။အဲ့ဒီဥစ္စာကဘာလဲဆိုတော့ပထမတစ်ချက်ကခမားတို့ဟာဒီတော်လန်ကြီးရဲ့တမိုင်းတရခံနေဖြစ်သွားပါပြီ။ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောလဲဆိုတော့ခမားတို့ MNDAA ဒီလာရှိုးမြို့ကိုတိုက်တဲ့အချိန်မှာ MNDAA ကိုကန့်တီးတက်တစ်ဖွဲ့တည်းတိမ့်နိုင်ခဲ့တာမဟုတ်ပါဘူး။တိုက်နိုင်ခဲ့တာမဟုတ်ပါဘူး။တခြားအဖွဲ့တွေလည်းခမားတို့ရဲ့ဒီလာရှိုးမြို့သိမ်းစစ်စင်ရေးမှာပါဝင်ပေးခဲ့ကြတယ်အသက်တွေဆုံးရှုံးခဲ့ကြတယ်အ ਨੇ ဆုံးတော့ခမားတို့ဟာလာရှိုးမြို့ထဲမှာနေတဲ့ပြည်သူတွေရဲ့မျက်နှာကိုမထောက်ဘူးဆိုရင်တော့မှကြာဆုံးသွားတဲ့သူတွေရဲ့မျက်နှာကိုတော့ထောက်တဲ့တယ်တရုတ်ကြီးရဲ့ထောက်ပံ့မှုအောက်ကနေရက်တည်နေရတယ်ဆိုပေမဲ့ခမားတို့ဟာကိုးကန့်လူမျိုးမြန်မာနိုင်ငံသားတွေဖြစ်တယ်အခုလိုမျိုးတရုတ်ပြောတိုင်းလုံနေတာတွေကခမားတို့ရေရှည်မှာခမားတို့အဖွဲ့အစည်းရဲ့ပျက်စီးကြောင်းကိုခမားတို့ကပြည်သူကိုလမ်းကြောင်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်နောက်တစ်ခုကလာရှိုးမှာနေတဲ့ CDN เนาะ CDN အကြောင်းဆရာတယောက်ကပြောဘူးတယ်ကျွန်တော်ကိုပြောဘူးတယ် MNDAA ကအခုလိုမျိုးလာရှိုးမျိုးကိုသာပြန်ပေးလိုက်မယ်ဆိုရင်တော်တော်လေးကိုရုပ်ပေါက်တဲ့အခြေအနေဖြစ်သွားပြီတဲ့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့စကားလိုမျိုးပဲကျွန်တော်တို့လိုမျိုး CDN နေပြည်သူတွေကိုမငဲ့နေပါတဲ့တိုက်ခဲ့တဲ့အတူတူတွဲတိုက်ခဲ့တဲ့ကြာဆုံးခဲ့တဲ့ရဲဘော်တွေခြေပြက်လက်ပြက်ဒုက္ခိတဖြစ်ခဲ့တဲ့ရဲဘော်တွေရဲ့မျက်နှာကိုတော့ထောက်တင်တယ်တဲ့အဲ့ဒါကိုမှမထောက်ဘဲနဲ့ MNDAA လာရှိုးမျိုးကိုစစ်တပ်ကိုပေးလိုက်တာဟာတရုတ်ရဲ့ဖိအားကြောင့်ပဲပြောဘာကြောင့်ပဲပြောဒီကောင်တွေကတမိုင်းတရခံနေဖြစ်သွားတာပဲတဲ့ကျွန်တော်တို့တော့သေမှာမကြောက်လို့လာရှိုးမျိုးထဲမှာလာနေရဲသေးတာပဲသူတို့ကဘာကြောင့်စစ်တပ်ကိုလာရှိုးမျိုးကိုပြန်ပေးရတာလဲတဲ့ဆိုတော့ပြည်သူတွေရဲ့ကြားထဲမှာဒူလောခမောင်းနဲ့ပတ်သက်ပြီးတော့မှယုံကြည်မှုတွေဟာအဲ့ဒီအချိန်ကနေစပြီးတော့မှအခုချိန်ဆိုရင်တော့လုံးဝကိုပြည်သူတွေရဲ့ယုံကြည်မှုကခမားတို့အဖွဲ့အစည်းအောက်မှာလုံးဝကိုဘယ်လိုပြောမလဲပြည်သူတွေရဲ့ယုံကြည်ခမားတို့မရတော့ဘူးလို့ပြောချင်တာဗျာအဲ့တော့တစ်ဖက်မှာတော့အောင်ပွဲခံနေကြတယ်မင်းအောင်လိုင်ကကြီးတစ်ချက်မပေါ့ပဲနဲ့လာရှိုးမျိုးကိုတင်သွားတယ်ဆိုတော့စကားဟာကြာဆုံးသွားတဲ့ရဲဘော်တွေများကြားခဲ့ရင်ကြားမိခဲ့ရင်ဘလောက်တောင်ခမားတို့တမလုံကနေပြီးတော့မှကျိန်စာတွေတိုက်နေမလဲဆိုတာMNDAA ခမားတို့စဉ်းစားကြည့်ပေါ့